မင်္ဂလာပါရှင်ဒီနေ့ဇန်နဝါရီလ20ရက်နေ့အတွက်ကမ္ဘာရွှေစောင့်ကြည့်ရမယ့်ဇာတ်တွေကိုသုံးသပ်ပေးသွားပါမယ်ကမ္ဘာရွှေကတော့ပုံမှန်တိုင်းပဲပေါ့နော်တောက်လျှောက်တအားတာနေခဲ့ပါတယ်ဒီနေ့မနက်ခင်းပိုင်းမှာ4682ကနေဈေးစဖွင့်ပြီးတော့မှ4939ထိတက်ထားရပေါ့နော်ပွိုင်မောင်း80နီးပါးလောက်ထိဒီမနက်ပိုင်းတွင်တက်ထားတွေ့ရပါတယ်အနိုင်ဆုံးဈေးအနေနဲ့4659ထိကျထားပြီးတော့မှအခုလက်ရှိကတော့4931ဈေးတန်းဝန်းကျင်မှာဈေးတက်ကျသွားနေပေါ့နော်ဆိုတော့ဒီလိုစံချိန်တင်ဈေးရနေကိုစက်တက်ရောက်နေတဲ့ကမ္ဘာရွှေဈေးအနေနဲ့ဘယ်လိုမျိုးအယောင်းဝယ်လို့ရမှာလဲဆိုတော့ဈေးအတက်အားသာနေတာဖြစ်တဲ့အတွက်အဝယ်ကိုပဲဦးစားပေးပြီးတော့မှအယောင်းဝယ်လို့ရပါမယ်ဒါပေမဲ့ဒီလိုမျိုးစံချိန်တင်ဈေးရနေမှာအမြင့်ဈေးတွေကိုလိုက်ဝယ်တာတစ်ချက်သတိထားပါမယ်ဝယ်မယ်ဆိုရင်အနေဈေးတွေကိုစောင့်ပြီးတော့မှဝယ်ဖို့အကြံပေးချင်ပါရှင်ဆိုတော့ဒီနေ့အတွက်ဘယ်ဈေးနဲ့ကိုစောင့်ကြည့်ပြီးဝယ်ရမလဲဘယ်ဈေးနဲ့လောက်ထိအတက်ကျသွားနိုင်လဲဆိုတာကိုကမ္ဘာရွှေရဲ့ချက်စရာကိုကြည့်ပြီးတော့မှသုံးသပ်ပေးသွားပါမယ်ရှင်လက်ရှိ analysis ချက်ကိုဝဟာဝါနဲ့သုံးသပ်ပေးထားပါမယ်ဒီမှာပြထားတဲ့အတိုင်းပဲကမ္ဘာရွှေကအောက်မှာဆိုရင်4650ခွန်ပေါ့နော်ဒီ demand zone က strong support အနေနဲ့တရှိနေပါတယ်ဒီ zone အောက်ကိုလုံးဝမပေါက်နိုင်ဘဲနဲ့တဖြည်းဖြည်းချင်းတက်လာရနေပြီးတော့เนาะလက်ရှိ4931ထိတော့မှရောက်နေတယ်ဆိုတော့ဒီနေ့အတွက်အဓိကစောင့်ကြည့်ရမယ့်ဈေးရန်စုံနှစ်ခုကတော့4915ဈေးတန်းနဲ့4695ဆွဲဈေးတန်းပေါ့နော်ဒီဈေးရန်နှစ်ခုဖြစ်ပါတယ်ပထမဦးစားပေးနေတဲ့စောင့်ကြည့်ရမှာကအပေါ်ဈေးတန်းအပေါ်ကစပိုဈေးတန်းဖြစ်တဲ့4915ပေါ့နော်ဒီဈေးတန်းမှာဈေးကဒီပေါ့နော်အတက်ကန်နဲ့ဖောက်တက်ပြီးတော့မှတက်နေရဖြစ်တဲ့အတွက်ဒီကောင်ကိုပြန်ကျလာတဲ့အခါမှာဒီဈေးတန်းအောက်ကို H1 ရဲ့အကြကန်နဲ့ဖောက်ပြီးတော့မှမပိတ်နိုင်မချင်းအတအားကောင်းမဲ့အနေထားဖြစ်ပါတယ်ဆိုတော့ဝယ်ဖို့အတွက်စောင့်ကျင်နေဆိုရင်အနေဈေးဖြစ်တဲ့4915 4900ဈေးတန်းဆုံးပေါ့နော်ဒီစုံကြားထဲမှာဈေးကျလာတဲ့အခါမှာဒီ4915ရဲ့အောက်ကိုအကြကန်နဲ့ကောင်းကောင်းနဲ့မပိတ်နိုင်ခဲ့ဘူးဆိုရင်တော့ပြန်ပြီးတော့မှဝယ်လို့ရမယ့်အနေထားလေးဖြစ်ပါတယ်ဆိုတော့ဒီနေ့တော့အနေဈေးကိုစောင့်ကြည့်ပြီးတော့မှဝယ်ခြင်းတဲ့သူတွေအနေနဲ့4915 4900ဈေးတန်းဆုံးကိုတစ်ချက်စောင့်ကြည့်ပါနောက်ပြီးတော့ဒီ4915ဈေးရန်စုံကိုအကြနဲ့ထပ်ပြီးတော့မှဖောက်ဆင်းသွားခဲ့မယ်ဆိုရင်အောက်ကဈေးရန်စုံလည်းပဲဖြစ်တဲ့4695ပေါ့နော်ဒီစုံကိုတစ်ချက်ပြန်ဆောင်ပါဒီစုံတိကျလာခဲ့တဲ့ဒီစုံအောက်ကိုတော့မဖောက်နိုင်ခဲ့ဘူးဆိုရင်တော့ဒီအနေဈေးမှာပြန်ပြီးတော့မှဝယ်လို့ရမှာဖြစ်ပါတယ်ဆိုတော့ Canal Confirmation ကအကြနဲ့ဒီ support level တွေကိုဖောက်မဖောက်စောင့်ကြည့်ပြီးတော့မှဝယ်ရမှာဖြစ်ပါတယ်တကယ်လို့ဒါဒီကမ္ဘာရွှေဈေးတန်းက4915အောက်ကိုဖောက်ပိတ်နိုင်ခဲ့ခြင်းမရှိခဲ့ဘူးဆိုရင်တော့အတက်အားကတောက်လျှောက်ကောင်းနိုင်ပါသေးတယ်။ဘာကြောင့်လဲဆိုတော့အောက်ကနေတက်လာတဲ့ဈေးအတက်အားအရှိန်ပေါ့နော်ဝယ်လိုအားများတဲ့အရှိန်ကတောက်လျှောက်များနေဖြစ်တဲ့အတွက်သူ့ကိုဖောက်ကြနိုင်မှုဆိုရင်တော့ဒီ support level တွေကိုအကြနဲ့ break out ဖြစ်နိုင်မှာပြန်ပြီးတော့မှအကြမှန်းလို့ရမယ်ပေါ့နော်ဒီလိုမျိုးအကြမတွေးရမချင်းရေတိုအနေနဲ့ရေတိုရောရေရှည်ရောပေါ့နော်ဒီ4900 1500ဝန်းကျင်မှာပြန်ပြီးတော့မှအဝယ်လိုက်ထားလို့ရပါမယ်ဒီဈေးတက်ဆုံးကိုဒါမဖောက်နိုင်ကြဘူးဆိုရင်တော့4900နဲ့50 4980 4800ဈေးရနေလောက်ထိလာနိုင်ပါတယ်ဆိုတော့ဒီလိုကာလမှာအယောင်းဝယ်လုပ်တဲ့အခါမှာစံချိန်တင်ဈေးရနေမှာအယောင်းဝယ်လုပ်ရဖြစ်တဲ့အတွက်အယောင်းဝယ်အော်ဒါမှာမဖြစ်မနေ DPS ဆန်ထားပြီးတော့မှအယောင်းဝယ်ပြုလုပ်စေချင်ပါတယ်ရောင်းဝယ်လုပ်တဲ့အခါမှာအရေးကြီးဆုံးကတော့ loss size ဖြစ်ပါတယ်ကိုယ့်ရဲ့ trading count နဲ့ကိုက်ညီမဲ့ loss size ပမာဏကိုသုံးပြီးတော့မှအယောင်းဝယ်ပြုလုပ်စေချင်ပါတယ်ရှင်ရွှေလုပ်ငန်း forex trading နဲ့ပတ်သက်ပြီးတော့မှအခုမှစတင်ပြီးလေ့လာခြင်းတဲ့သူတွေအနေနဲ့ပေါ့နော်ဘုတ်ပြူစီမှာအခြေခံနေစပြီးတော့မှတိုက်ရိုက်တင်ကြပေးတဲ့သင်တန်းကိုတက်ရောက်ပြီးတော့မှလေ့လာလို့ရပါတယ်သင်တန်းအချိန်ကိုလူကြီးမတို့အဆင်ပြေမဲ့ရက်နဲ့အချိန်နဲ့ညှိပြီးတော့မှတက်ရောက်လေ့လာလို့ရပါတယ်သင်တန်းနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်စုံစမ်းမေးမြန်းခြင်းနဲ့ဆိုရင်တော့ဘုတ်ပြူရဲ့ Telegram အကောင့် Viber အကောင့်တွေကနေဆက်သွယ်ပြီးတော့မှစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်